တောင်ကိုရီးယားနိုင်ငံရောက်အသက်26နှစ်အရွယ်မိုးကုတ်သားတဦးအလုလာမစင်းလို့တွားရောက်စစ်ဆေးရာမှာဆေးတောက်ပြီးကိုအစုံစီရင်ထားကြောင်းသိရှိရသည်တောင်ကိုရီးယားနိုင်ငံဒဲကူဒေသရှိကိုကောင်းထက်အမည်ရမြန်မာလူသားတဦးသည်အလုလာမစင်းတာ3ရက်ခန့်ရှိလာလို့အလုတူလုပ်တဲ့ကိုရီးယားလူမျိုးဇနီးမောင်နှံကရဲကိုဖုံးဆက်အကူအညီတောင်းခဲ့ကြပါတယ်ဖုံးဆက်အကြောင်းကြားလာတဲ့မေလ10ရက်နေ့မှာရဲကတွားရောက်စစ်ဆေးတဲ့အခါအိယာထဲမှာဘယ်ဆုံးနေတဲ့ကိုကောင်းထက်အသက်26နှစ်ကိုတွေ့ခဲ့ကြရတာပါကိုကောင်းထက်မန္တလေးတိုင်းဒေသကြီးမိုးကုတ်မြို့ကတဲကျေးရွာအုပ်စုအောင်တစ်လွင်ကျေးရွာမှာဦးသိန်းအောင်ဒေါ်နန်းလက်ထေးတို့ရဲ့တာဖြစ်တယ်လို့သိရပါတယ်2026မေလ17ရက်နေ့မှာတော့ကိုကောင်းထက်ပါကြောင့်လက်ဆုံးရတယ်ဆိုတဲ့ရလက်သိရှိခဲ့ရပြီဖြစ်ပြီးသူဟာဆေးများတောက်ပြီးမိမိကိုဒေကိုအဆုံးစီရင်တွားတာဖြစ်ကြောင်းဆရာဝန်ဆေးစာမှာဖော်ပြထားတာပါတယ်ကိုကောင်းထက်အတွက်လက်ရှိမှာကိုရီးယားရောက်မြန်မာလုပ်သားတွေကဝိုင်းဝန်းကူညီပေးနေကြတယ်လို့သိရပါတယ်